Jordan ကောင်းပြီးနေပြီပြောနည်းနည်းလေးဖင်ကောင်းကျချင်တော့ပါတယ် Welcome back to Strina channel ဒီနေ့ Strina နဲ့7နှစ်အလားပြင်ပြီးတော့7နှစ်နဲ့အလားပြင်ပြီးတော့စကားပြောကြမယ်ပေါ့နော်ဒီကပြောချင်တဲ့အကြောင်းအရာဘာလဲဆိုတော့Sunscreen လိမ့်ပြီးသွားလို့ရှိရင်ဆိုရင်တခါလေ primary လိမ့်တာမျိုးမလုပ်ပဲနဲ့လေဒီအပေါ်မှာလေပြောမယ်ဆိုရင်နည်းနည်းဒီ skin care ကနေထွက်ထားတဲ့အစီအနစ်ပုတ်ကြီးရှိတယ်ပြီးလို့ရှိရင်ဆိုရင်ဒီအသားတွေကိုစကူ tissue လေးနဲ့ပေါ့နော်ဒီမျိုးဖွားလေးဒီမျိုးဖွားလေးလိုက်တုပ်ပေးရမယ်ပေါ့နော်ပြီးလို့ရှိရင်ဆို sunscreen ကိုလေထဲမှာလေးဖို့တော့လုံးဝမမေ့ပါနဲ့မျက်ကွင်းမူတာဖုံးဖို့တော့ဒီဟာက blusher ပေါ့နော်စာကိုတုံးလိုက်ပါနဲ့ဟုတ်ကဲ့လုပ်ပြီးတော့ရှင်စင် concealer နဲ့အဲ့အပေါ်မှာဒီမျိုး cover up လုပ်ရမယ်ခင်ဗျာဒီလိုရှင်စင်ဒီလိုအုပ်ပြီးတော့ရှင်စင်ဒီရဲ့ cushion မှာဒီနေ့ cushion တော့ foundation တော့လေအဲ့ဒါဆိုဒီရလေးပေါ့နော်နှစ်ခုတည်းနှစ်ခုလုံးအဆင်ပြေတယ်ဒါကြတော့အရင်ဒီရဲ့ skin နဲ့ဒီတော့တိတ်အဆင်ပြေပေါ့နော်ဒါတော့အဆင်ပြေတာဒါလည်းမတ်ထိုက်ဆိုတော့အရင်မတ်ထားလို့ဖြစ်နေရတော့ပေါ့ပေါ့ဒီလိုလုပ်ပြီးလို့ရှိရင်ဒီမှာအဲ့လိုပေါ့လုပ်ဆရာမလို့ဒီရဟာလေးလားလုပ်ဆရာမလို့တော့ဘလန်လောက်ရတာအရန်လွယ်တော့ကြောင့်မလုပ်ဆရာမလို့ပေါ့နော်သူများတော့လုပ်တယ်ဒီစရက်ကလုပ်ပြီးဆိုခံတာစိတ်နေကြအောင်လုပ်ဆရာမလို့နှမျောလို့မလုပ်ဘူးဈေးရတယ်ကြီးလိုက်တာပြောမိနေတော့တပူမွေနိုင်တော့နောက်ပိုင်းတော့အရန်ကောင်းပါလေဒီကူရှာလေးတော့အရင် coverage ပေးလိုက်ဆိုတော့မပေးပါဘူးဒီလား coverage ပေးတာလိုချင်လို့ရှိရင်တော့ဟိုမှာ foundation ကလူလာတစ်ထပ်နှစ်ထပ်လူလိုက်နော်ဒီရဲ့cushion ဆိုတာကပပကြီးကြီးရင်းချင်တဲ့လူတွေတော့ထုတ်ထားပေးရဆိုတော့နော်အဲ့ရှင်တော့ concealer တောင်းတယ်ပေါ့နော်ဒီ concealer ကလေဒီနားမှာကဒီလိုကို့တာရတဲ့လည်းဖြူပြီပေါ့နော်ဒါကိုတောင်းတယ်ပေါ့ဒါ concealer ထည့်ပေါ်မှာဒါလမ်းလို့ရခက်တာဒီလို V shape ပုံစံပါမယ်နော်ဒီလို V shape ပုံစံနော်ချန်နာပေါင်တယ်စစ်ပေါ်ပေါင်တာကိုတုံးပေးပါမယ်ကိုချစ်ချင်းဒီလိုလုပ်ပြီးတော့မျက်နှာပေါ်ကမတက်နိုင်ရပါတော့တချို့ပေါက်တာတွေကမျက်နှာပေါ်မှာတင်လိုက်လို့ရှိရင်သူကပြင်ပြီး blend လုပ်တာအဲ့နဲ့ခက်တယ်ပေါ့နော်အဲ့လိုဆိုတော့အကောင်းဆုံးကလက်နာမှာဒီလိုမျိုးပုတ်လုပ်ပြီးတော့မှကိုယ့်ရဲ့မျက်နှာပေါ်ကိုတွားပြီးတင်လိုက်တာကအကောင်းဆုံးပါပဲဒါတော့ခက်တဲ့ခေတ်ပါတယ်ပေါ့နော်ဥပမာနဲ့ဆို Chanel ပေါ့နော် Chanel ဆိုရင်ရှင်းပြောလို့ဆိုသူ့ကိုလေဘာလို့ကြိုက်ကြလဲတော့မသိပေမဲ့လေပေါ့နော်သူကလေတော်မျိုးတင်လိုက်ပြီဆိုတာနဲ့လေ blend လုပ်ရတာတော်တော်ခက်တဲ့ပါတယ်လုံးဝမကြိုက်ပါဘူးကျမအနေနဲ့ဆိုတော့ဒါပေမဲ့သူ့ကိုလိမ့်ထားလို့ရှင်တော့ပြောင်လေးနဲ့တော်တော်လေးလှတယ်လို့ပြောလို့ရတယ်နော်ဒါဆိုတော့ဒီထူရဲ့ဟာရောပဲဒါတင်လိုက်တာနဲ့ blend လုပ်ရတာဆိုအဲ့ခက်တဲ့ပါတယ်ပေါ့နော်အဲ့ဒါကြောင့်လို့ဆိုတော့ပေါင်တာဝယ်လို့ရှင်နည်းနည်းလေးကိုကြည့်ချက်ပြီးလို့ဝယ်ရတော့အကောင်းဆုံးပါပဲကဲပေါင်တာအဆင်ပြီးတော့ပါနေပေါ့နော်ပါနေလို့ကျမအရင်အပန်းမျိုးလည်းမကြိုက်ဘူးအရင်နီးရမျိုးလည်းမကြိုက်ဘူးဒီလိုအရင်လေးကြိုက်ပါတော့အပုတ်ဖတ်သွားတဲ့အရင်ပေါ့ကိုပါနေဆိုလို့ရှိရင်ဒီရဲ့နှာခေါင်းကိုကြော်လို့မရဘူးနော်ဒီနှာခေါင်းကိုကြော်လို့မရဘူးအဲ့ဒါဆိုကျမရဲ့မျက်နှာ shape ပုံစံနဲ့လိုက်ပြီးလိမ့်နေဆိုကျမကပုံမှန်ဆိုရင် L ပုံစံပေါ့နော်ဒီလိုမျိုး L ပုံစံ shape ကိုလိမ့်ပါတယ်ဒီကနေဆိုရင်ဒီမှာဒီကနေဆိုရင် okay ဒီမှာဆိုဒီလိုလေးတွားလိုက်တယ်ကျမမျက်နှာ shape ပုံစံနဲ့လိုက်တယ်ပေါ့နော်ဒီဟာသူများနေတော့ဘယ်လိုလဲလိုက်နားရကြတဲ့မျိုးဒီအောက်မှာအလုံးလေးနဲ့အဲ့ဒါမျက်နှာကိုတူသွားစေတယ်ပေါ့နော်ကျမကျတော့မျက်နှာတူသွားလို့ရှင်ပိတ်ပြီးတော့မလိုက်ဘူးပေါ့နော်ဒီမျက်နှာအပေါ်အမျိုးပင့်သွားတယ်လို့ဖြစ်ပြီးတော့မျိုးအပေါ်တက်သွားတယ်ဒီဖက်နဲ့အောက်ကျန်တယ်ဒီဖက်ပေါ်နဲ့တက်သွားတယ်အဲ့လိုပေါ့ပုံမှန်ဆိုရင်နှာခေါင်းဖော်ကြတယ်ပေါ့နော်ပုံမှန်ဆိုရင်နှာခေါင်းဖော်ကြတယ်ဒါပေမဲ့ကျမကအညိုရောင်နဲ့နှာခေါင်းမဖော်တော့ဘဲနဲ့ဒီပါးနီလေးနဲ့ပဲဒီနှာခေါင်းရဲ့ဒီအောက်နားလေးပါပေါ့နော်ကိုရီးယားမှာလိုမျိုးဒီအောက်နားလေးမှာပဲလိုမျိုး shape ပေါ်လာတော့ဒီကပါးနီလေးနဲ့ပဲဖော်လိုက်တယ်ပေါ့နော်တို့ရှင်ဒီလေးနားမှာလင်းဖို့အတွက်လက်တောင်ကုန်ပြီပေါ့နော်တောင်ကိုလို့ရှင်ပြချလေးကုန်ပြီပေါ့နော်โอเคmascara မလင်းခင်ညကမနဲ့တက်ထားဖို့အရေးကြီးပါတော့အဲဒါကြောင့်နင်ကတချို့ကညကမမတက်ဘူးဆိုရလို့ရှိပေါ့နော်အဲဒါကြောင့်မတင်တက်ပြမယ်ဘာလို့ဆို eyeliner တွေဆွဲပြီးတော့လို့ mascara တွေတက်ပြီးတော့မျက်ရည်တွေပြန်ထွက်သွားလို့ရှိရင်ဆိုအဲ့ဒါဖြစ်တော့အဲကြောင့် makeup မလင်းခင်ကနေအဲ့ဒီရဲ့ညကမတက်ပေးထားတာပို့ပြီးတော့ကောင်းနေပေါ့နော်အဲ့လိုဆိုရင်ကျမတက်နေကြပုံစံတကယ်တော့မတူပါနော်ဒီမျိုးလက်ကိုဒီရဲ့လက်တကြွပေါ့နော်လက်တကြွအောက်မှာထားလိုက်တယ်အဲ့လိုလုပ်ပြီးတော့ဒီရဲ့မျက်လုံးမျိုးပြူးပြထည့်လိုက်တာပေါ့နော်အဲ့ဒါကျမလုပ်နေကြပုံစံ
next step စလုံးပေါ့နော်ရဲ့ဒီစီကိုလုပ်ပြီးမယ်ပေါ့နော်အကလို့ကိုကဒီလိုမျိုးဒီအစ်စ်မှာမျက်တောင်တူတက်ချင်လဲရတယ်ပေါ့နော်ဒါပေမဲ့ကိုကပေါ့ပပလေးပဲပြင်တာဖြစ်တဲ့အတွက်ကြောင့်မို့ဆိုရင်အရင်ကြီး heavy ပြင်စရာမလိုပေါ့နော်ကြည့်နော်ဒီဖက်နဲ့ဆိုအရင်ကွာပါပြီနော်အမျိုးဆိုပေါ်တာပေါ့နော်အဲ့ဒါအောက်မျက်တောင်လေးတွေလည်းဒီလိုနည်းနည်းလေးလုပ်ပေးလိုက်တာပို့ပြီးလာရပေါ့နော်ဒီ mascara ပြီးသွားလို့ရှိရင်ဆို eyeliner ဆင်ပေါ့နော် eyeliner ကိုကမမေကြီးလည်းမကြိုက်ဘူးပြောရှင်ဆိုရင်အမျိုးဆိုရင်ဒီလိုမျိုးအညိုရောင်ပေါ့နော်အညိုရောင်ကိုဒီမှာဒီလိုမျိုးအညိုရောင်ဒီအညိုရောင်ပေါ့နော်အညိုရောင်ယူပြီးလို့ရှင်ဆိုရင်အချင်းမနော်အဲ့ဒါဆိုတော့လုံးဝခက်ပါဘူးအမျိုးယူပြီးလို့ဆိုတော့ဒီရဲ့မျက်လုံးလေးဒီမှာဆိုရင်ဒီမျက်လုံးဆိုဒီရဲ့တွေ့ရဲ့ဒီနားမှာဆိုအရက်လေးတစ်ခုရှိရတယ်အဲ့အရက်လေးကိုသူကအရင်ဆုံးဒီအောက်နာလေးကနေဒီလိုမျိုးအရင်ဆုံးတစ်လိုင်းဆုံးဆွဲလိုက်တယ်ဆွဲလိုက်ပြီးလို့ရှင်ဆိုရင်သူကဒီရဲ့အပေါ်အရက်လေးကနေနည်းနည်းဆက်ဆွဲချတယ်လားအဲ့မှာအဲ့အရက်တိုင်းတက်ဆွဲချလိုက်တယ်တော်တော်မျိုးအောက်ငုတ်ဆိုင်ချလာတယ်အောက်ဆိုင်ချလာဒါကြောင့်ပုံမှန်ဒီဖက်နဲ့ဒီဖက်ဆိုကွာလိုက်တယ်မဆိုဒီနားမှာတုံးတိဖြစ်နေနေအောင်ဆိုကိုရဒီရဲ့လက်လေးနဲ့ဒီလိုမျိုးလေးပြင်မျိုးဆွဲပလိုက်လို့ရတယ်ပေါ့နော်ကလူကအဲ့နားမှာအဲ့လိုမျိုးငုတ်ကိုဒီမျိုးငုတ်ဆွဲသွားတာမကြိုက်ဘူးဆိုရင်ဒီနားလေးမှာအမျိုးအရှိထွက်ပြီးတော့ဒီမျိုးနည်းနည်းလေးပြင်ပြီးဆွဲပေးလိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့မင်းကကြတော့ဒီမျိုးတဘာဝဆန်ဆန်လေးကိုရမျက်လုံးနဲ့လိုက်တဲ့ဟာပေါ့နော်ဒါဆိုဒီနားလုံးလုံးလေးဖြစ်တော့တယ်အဲ့မျိုးဆိုရင်ဒီဖက်နဲ့ဆိုဒီဖက်ပို့ပြီးမျက်လုံးကရှည်လေးနဲ့ပို့ပြီးမျက်လုံးကြီးသွားတယ်ဖြစ်သွားပြီနော်ဟုတ်ကဲ့โอเคအမျိုးပဲပေါ့နော်ကွာမျက်လုံးကပြပြလေးနဲ့ချီချီလေးဖြစ်သွားတယ်ဒါအရင်အမျိုးချွန်တများကြီးမချွန်ကြီးမဆွဲတော့လို့ဆိုတော့ကျွန်မအခုတင်ပေးထားတဲ့အတိုင်းဒီနားမှာတော့အဲ့ကနေအဲ့လိုမျိုးဆွဲချသွားပြီးတော့ဒီနားလေးမှာပဲအမီနည်းနည်းလောက်ထုတ်လိုက်ပြီးတော့နည်းနည်းတက်ရလေးဖြောင်းဒီလိုလေးပဲခဲရပြီးဆိုကိုယ့်ရဲ့မျက်လုံးကပြပြလေးနဲ့ချီချီလေးနဲ့လာတော့အပြီးလို့ရှိရင်ဆိုတော့မျက်ခုံးလေးပေါ့နော်ကိုယ့်ရဲ့မျက်ခုံးလေးကဆွဲတာလေးရမ်းကြပြီကိုမျက်ခုံးလေးကနောက်လေးနားမှာပဲနည်းလိုက်ဖြည့်လိုက်တယ်ပေါ့နော်ဟာဒါဆိုရင်ဒီသားပြီမခုံးနဲ့တူထိုးထားလို့ပေါ့နော်မထိုးထားလို့ရှိရင်တော့ဒီချာလေးဆွဲပြရမှာဒီမှာကနောက်တက် make up ချစ်တော့ရလုပ်ပြီးပေါ့နော်နောက်ဆုံးစနေရဒီမှာအခုဒီဒါလေးပေါ့နော်တချို့ကနှခမ်းနဲ့ကြီးကြီးလေးဒီနာကတို့ lip liner နဲ့ပေါ်လိုက်တာနှခမ်းကိုပို့ပြီးတက်ရက်ရပို့ပြီးလှစေရပေါ့နော်ဒါကကျွန်မပုံမှန်ဆိုရင် lip liner တွေနဲ့မဆွဲနေဘူးပေါ့နော်ဒီတိုင်းတစ်ခါလေး fresh လုပ်လိုက်ပါလေချိန်တိတ်မရလို့ပေါ့နော်ဒါဒီမျိုးဆွဲကြလိုက်ပါလေနောက်ဆုံးအဆက်အနေနဲ့ကနှခမ်းနေပေါ့နော်နှခမ်းနေရှင်တော်ရဲ့ဒီရဲ့144အယောင်လေးရွေးထားပါလေကျမက tan skin ပေါ့နော်အသားညိုပါတယ်အသားညိုတဲ့အတွက်ကြောင့်လို့ဆိုရင်တော်တော်များများကအမျိုး nude color တွေနဲ့မလိုက်ဘူးလို့ထင်လေးရှိရပေါ့နော်ဒါပေမဲ့ try ကြည့်ပါဒါဆိုရင်တော်တော် nude color လို့ပြောရတယ်ဒါပေမဲ့ like တယ်ကျမတို့ကြိုက်တယ်ပေါ့နော် like တော့မသိဘူးဒါပေမဲ့ကျမတို့ကြိုက်နေတာပဲတင်မလားဒါဆိုတော့ look at this oh my god အရာလာရတဲ့ကြောင်maybe noဒါတော့ဆိုရင်ရှာပြီကိုကဒီရဲ့နှာခေါင်းရှစ်တွေပို့ပြီး glow ဖြစ်ချင်လို့ရှိရင်နော် highlight ထည့်လို့ရတယ်ပေါ့နော်ကျမထင်တော့ကျမမလိုလို့တော့ထင်တယ်ဒီနောက်မှဆိုကျမထည့်ကြရမလို့တော့တော်တော်လေး highlight နေခေါင်းကနော်ထည့်လိုက်လို့ရတယ်ပေါ့နော် highlight လေးရတယ်နော်ထည့်လိုက်လို့ရှိရင်တော့ glow လေးဖြစ်သွားစေပါနော်ဒီ highlight လေးဆိုဒီမျက်လုံးတောင်းနေတာမှထည့်တော့မစမ်းထည့်တော့ဘူးတော်ပြီဒါတော့ဆိုရင်ဒါကဒီနေ့တော့တောင်းပြီပေါ့နော်ရအောင်ဒါကတော့တကယ်ချင်းဝင်းလေးလက်ဆောင်ပေးထားတဲ့Tangle teaser ပေါ့နော်တင်းကြော်တဲ့ခေါင်းဖိနဲ့ဖြီးရောနည်းနည်းလေးဖင်ကောင်းကျဲချင်တော့ပါတယ်ကျေးဇူးပါတင်းကြော်တဲ့ခေါင်းဖိနဲ့ဖြီးရောနည်းနည်းဖင်ကောင်းကျဲချင်ပါတယ်နော်ကိုစိတ်နဲ့ကိုဝယ်ဘူးပေါ့နော်တော်တော်ထိစိတ်ကြီးရတော့ပြီးဖို့ဝယ်ဘူးပေါ့နော်တော်တော်တကယ်ချင်းဝယ်ပြရဆိုတော့လေသူရှိတော့မပါတယ်고맙습니다ありがとうございますmy 친구ありがとうございますဒီနေ့တော့ outfit အနေနဲ့တော့smile look at brand ထုတ်ထားတယ်ဒီရဲ့ elegant off shoulder dress လေးကိုရွေးချယ်ထားပါတယ်Okay, အဲ့ဒီလေးပြီးတော့ဆိုတော့ရင်းနှီးလို့ဒီနေ့ကတော့ Chanel ရဲ့အစိမ်းရောင်ပေါ့နော် Chanel Chance တဲ့အစိမ်းရောင်တော့မှာလေသူရဲ့အမြင်ကဘယ်လိုမှတော်တော်လေး fresh ဖြစ်တဲ့ပါတယ်ပေါ့နော် fresh ဖြစ်တဲ့ပါတယ်တော့ကြောင့်ဆိုအရင်အဆင်ပြေပါတယ်လို့ကွာစိတ်မကြည်နေဘူးပြီးလို့ရှိရင်ဆိုရင်အလုပ်ခွင်တာမှနည်းနည်းလေးကိုယ့်ရဲ့ work environment ကတိတ်မကောင်းတဲ့ချိန်တွေမှာဆိုဒီ Chanel ရဲ့အစိမ်းကိုဖြန်းသွားတာတော်တော်လေးကောင်းနေပေါ့နော်သူအရင်ကြီးလည်းချွတ်ချွတ်မျိုးမဟုတ်ဘူးလေလောက fresh type ဖြစ်တယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တော်ပြီးရင်ဝဲ review တိတ်မပေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်မကအလုပ်မှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာဖြစ်ဖြစ်တခြားအမျိုးစိတ်နဲ့ကြည်ကြည်လေးလည်းဖြစ်ချင်တဲ့ချိန်မျိုးမှာဆိုဒီ Chanel ရဲ့အစိမ်းအောင်သုံးပါတယ်ပေါ့နော်တလားပါပဲ bye bye